ကြီးတို့ရေဒီတစ်ပတ်ရဲ့ DD Friday Story တိုင်းစီစဉ်မှာတော့မြတ်စွာဘုရားရှင်လက်ထက်ကတကယ်ဖြစ်ခဲ့မှုတဲ့ဒေါသကြောင့်ငဲကြသူဆိုတဲ့ပုံမြင်လေးအကြောင်းကိုပြောပြပေးမယ်နော်ဟိုးရှိတုန်းကရန်ကိုတော်တဲ့ကြောက်သွေးသမားတယောက်ရှိတဲ့ကွယ်အဲ့ဒီကြောက်သွေးသမားရဲ့လက်ရာတွေကဘလောက်တောင်ကောင်းလဲဆိုရင်ဘရင်မင်းမြတ်ဝတ်တဲ့လက်ဝတ်ရန်တိုင်းနဲ့ကြောက်တွေတော့မှသွေးပေးဖို့သူ့စီကိုအမတ်တွေကလာပြီးအံ့နိုင်ရတယ်တဲ့ကြောက်သွေးသမားလင်မယားမှာတာသမီမရှိရကြောင်းမို့လို့အရန်လဲလိမ်ပါတယ်လူနဲ့လည်းရှင်ပါတဲ့ဂျိုးကြငှက်လေးတစ်ကောင်ကိုသူတို့ကတာသမီလိုမျိုးမွေးစားထားတာပေါ့အဲ့ဒီဂျိုးကြငှက်လေးရဲ့နာမည်ကတော့တုကုနာလို့ခေါ်ပြီးတော့သူတို့ကတာသမီလိုမျိုးအရန်ကိုချစ်ခင်ကြတဲ့ကွယ်အဲ့ဒီဂျိုးကြငှက်ကလေးကကြောက်သွေးသမားတို့အိမ်ကိုအမြဲတမ်းနေ့စဉ်နေ့တိုင်းစိုးကန်ကြတဲ့တန်ဃာတော်ကအိမ်ရှိကိုရောက်လာပြီဆိုတာနဲ့ကြောက်သွေးသမားလင်မယားကြည့်အောင်လို့ဆိုပြီးအပန်းကျိန်းနဲ့អော်ပေးရဲတဲ့ကဲကြည့်ပါဦးချစ်စရာကောင်းလိုက်တာနော်တနေ့ကျတော့ကြောက်သွေးသမားသူဝယ်လာတဲ့အသားစိမ်းတွေကိုအိမ်ရှိမှာအတုံးလေးတုံးပြီးဟင်းချက်ဖို့ပြင်နေတဲ့အချိန်မှာပဲတန်ဃာတော်ကလည်းဆုံးခံကြွလာပေါ့ကွယ်တန်ဃာတော်ဆုံးခံကြွလာအောင်မြင်တဲ့အချိန်မှာကြောက်သွေးသမားလည်းတန်ဃာတော်ထိုင်ဖို့နေရာလေးလုပ်ပေးပြီးတော့ဟင်းချက်ဖို့ဆိုပြီးနောက်ဘေးကိုဝင်တော့မဲ့အချိန်မှာပဲဘရင်မင်းမြတ်ရဲ့မြင်းရထားကြောက်သွေးသမားရဲ့အိမ်ရှိကိုဆက်ရောက်လာတာပေါ့ကွယ်မြင်းရထားပေါ်ကနေဘရင်မင်းမြတ်ငွေတိုင်းအုပ်ကြီးကဆင်းလာပြီးတော့ဟောဒီပဒမြားရတနာကိုလေးဘက်အညီအကွက်ကောင်းကောင်းရအောင်တွေးပြီးတော့ဘရင်နန်းတော်ကိုယူလာပြီးအမြန်ဆက်တာပါလို့ပြောလိုက်တာပေါ့အဲ့ဒါနဲ့ကြောက်သွေးသမားလည်းမှန်လားပါငွေတိုင်းအုပ်ကြီးဘရင်မင်းမြတ်စိတ်တိုင်းကျဖြစ်စေရပါမယ်လို့ပြန်ပြောလိုက်တာပေါ့ကွယ်ကြောက်သွေးသမားကရန်ကိုအရေးသွေးကောင်းတဲ့ဘရင်ပဒမြားကြီးကိုတန်ဃာတော်ရဲ့အနီးနားမှာချထားပြီးတော့နောက်ဖေးကိုလက်ဆေးဖို့ဆိုပြီးတော့ဝင်သွားတာပေါ့အဲ့တော့အိမ်ရှိမှာပဒမြားနဲ့အတူတူတန်ဃာတော်ပါရှိနေရပေါ့ကွယ်အဲ့ဒီအချိန်မှာပဲဂျိုးကြခံလေးကကြောက်သွေးသမားနှီးနေတဲ့အသားရဲ့သွေးညှိနှံအောင်ရပြီးတော့ကြောက်သွေးသမားစင်ပေါ်မှာတင်ထားတဲ့ပဒမြားကိုဂျိုးကြခံလေးကအသားလုံးလို့ထင်သွားတာပေါ့အသားလုံးလို့ထင်ပြီးတော့အဲ့ဒီပဒမြားကိုဂျိုးကြခံကလေးကနှုတ်သီးနဲ့လှမ်းချပြီးတော့မျိုးချလိုက်တာပေါ့ကွယ်မျိုးချလိုက်တဲ့အဖြစ်အပျက်ကိုတန်ဃာတော်ကမြင်လိုက်ပြီမဲ့ तू ကတားဖို့အချိန်မမိလိုက်ဘူးတဲ့ချိန်မမီလိုက်တဲ့အချိန်မှာကြောက်သွေးသမားလည်းအိမ်ရှိကိုပြန်ထွက်လာတာပေါ့အိမ်ရှိကိုပြန်ထွက်လာတဲ့အချိန်မှာဗရမ ्या ကိုမတွေ့လည်းမတွေ့ရတန်ဃာတော်မေးရပေါ့အရှင်ဖေကဗရမ ्या ကိုယူထားမိသေးလားဖေဆိုပြီးမေးတော့တန်ဃာတော်လည်းပြန်ပြောတာပေါ့တကားကငါမယူပါဘူးဆိုပြီးပြန်ပြောလိုက်တာပေါ့ကွယ်အဲ့ဒါနဲ့ကြောက်သွေးသမားထပ်ပြီးတော့ပြောတာပေါ့အရှင်ဖေကလည်းတပည့်တော်နှစ်ယောက်ထက်အိမ်မှာရှိရပါအရှင်ဖေကမြင်ဘယ်သူယူတာဖြစ်နိုင်လဲဒီပရမ ्या ဘရင်မင်းမြတ်ပစ္စည်းပါဖေပြန်မပေးနိုင်ကြီးစွာတော့အပြစ်ဒဏ်တက်မှာပါယူထားရင်ပြန်ပေးပါဖေတပည့်တော်စိတ်ထဲအမှတ်မထားပါဘူးဆိုပြီးတော့တန်ဃာတော်ပြောလိုက်တာပေါ့ဒါပေမဲ့တန်ဃာတော်လည်း तू မယူတဲ့အတွက်ကြောင့်မလို့တကားပရမ ्या ကိုငါကိုတော့မယူပါဆိုပြီးတော့ပဲညင်းလိုက်တာပေါ့ကွယ်အဲ့ဒါနဲ့ကြောက်သွေးသမားကလည်းဆက်ပြီးတော့မမေးတော့ဘဲနဲ့တန်ဃာတော်ရဲ့တပိတ်ထဲကိုစွန်းဟင်းနေလောင်းပြီးတော့ကတ်နေပြီမဲ့သူ့စိတ်ထဲမှာတော့ဒီပရမ ्या ကိုဒီတန်ဃာတော်ယူတာပဲဖြစ်ရမယ်ဆိုပြီးတော့တွေးနေတာပေါ့ကွယ်အဲ့လိုနဲ့ဆုံးခံပြီးတော့တန်ဃာတော်ကပြန်ကြွမယ်လုပ်တဲ့အချိန်မှာကြောက်သွေးသမားထပ်ပြီးတော့ပြောတာပေါ့အရှင်ဖေကတပည့်တော်တို့စီမှာဆုံးခံကြွလာတာ12နှစ်တိုင်ရှိခဲ့ပါပြီတပည့်တော်နဲ့လည်းမိသားစုတပွဲဖြစ်နေပါပြီအရှင်ဖေရဲ့တီလာကုံတမာရီကုံဒီပရမ ्या နဲ့လဲတော့မလို့လားဖေယူထားတဲ့ပရမ ्या ကိုပြန်ပေးခဲ့ပါဆိုပြီးတော့ပြောလိုက်တာပေါ့အဲ့ဒါနဲ့တန်ဃာတော်လည်းတကာကြီးပရမ ्या ကိုတော့မယူပါဒါကြောင့်ပေးစရာလည်းမရှိပါဆိုပြီးထပ်ပြီးညင်းလိုက်တာပေါ့ကွယ်ကြောက်သွေးသမားကအချိန်ကြီးမေးနေပေမဲ့တန်ဃာတော်လည်းမယူလို့ပဲဖြေနေတဲ့အတွက်ကြောင့်မလို့ကြောက်သွေးသမားကလည်းဘရင်စီကနေပြီးတော့အပြစ်ဒဏ်ခံရမှာကိုတွေးပြီးတော့တန်ဃာတော်ကိုကြိုးတုပ်ပြီးတော့ရိုက်နှက်ပြီးမေးတော့တာပေါ့ခဲကြည့်ပါဦးကြောက်စရာကြီးနော်တန်ဃာတော်ကလည်းကြောက်သွေးသမားရက်လို့တွေးရထွက်နေပေမဲ့တကားကိုတော့မယူပါလို့ပဲထက်ကပြောနေတာပေါ့ကွယ်အဲ့လိုနဲ့တန်ဃာတော်ကညင်းလေးကြောက်သွေးသမားကရိုက်လေးဖြစ်နေတာပေါ့ကွယ်အဲ့လိုရိုက်နေတဲ့အချိန်မှာပဲကြောက်သွေးသမားရဲ့ဇနီးကအပြင်ကနေပြန်ပြီးတော့ရောက်လာပြီးရိုက်နေတဲ့မြင်ပြီးတော့ရမ်းလန့်သွားပေါ့ရမ်းလန့်သွားပြီးကြောက်သွေးသမားကဘာဖြစ်တာလဲလို့မေးလိုက်တော့ကြောက်သွေးသမားကလည်းအကြောင်းဆုံးပြောပြလိုက်တာပေါ့အကြောင်းဆုံးပြောပြလိုက်တော့ကြောက်သွေးသမားရဲ့ဇနီးကပြန်ပြောတာပေါ့ဆုံးခံကြွလာတဲ့12နှစ်တာကာလမှာတန်ဃာတော်ရဲ့တစုံတရာသောအဖြစ်ကိုကျမမမြင်မိပါမတွေ့မိပါဒါကြောင့်ဗဒမြားကိုတန်ဃာတော်ယူတာလုံးဝမဖြစ်နိုင်ပါဘူးဆိုပြီးပြောလိုက်ပေမဲ့ကြောက်သွေးသမားကလည်းဒီရဟန်းမှမယူရင်ဘယ်သူယူမလဲဆိုပြီးဒေါသတကြီးနဲ့ပြန်ပြောလိုက်တာပေါ့ကြောက်သွေးသမားကလည်းဘရင်စီကနေပြစ်ဒဏ်ခံရမဲ့အရေးကိုတွေးပြီးတော့ပို့ပြီးတော့စိုးရိမ်စိတ်တွေနဲ့ဒေါသတွေနဲ့ပို့ပြီးတော့ကြီးလာတာပေါ့အဲ့မှာတန်ဃာတော်သူကထပ်မေးလိုက်တာပေါ့ကိုတော့ဗရမ ्या ကိုတော့ယူထားတာပါပြန်ပေးပါတော့ဒီနေရာမှာကိုတော့ကလည်းဘယ်သူမှမရှိဘူးကိုတော့မယူလို့ဘယ်သူယူမှာလဲဗရမ ्या သာပြန်မရရင်တပည့်တော်မိသားစုမင်းပြင်းမင်းထန်တင်းရပါလိမ့်မယ်လို့ပြောကြောက်သွေးသမားကပြောလိုက်တာပေါ့ကွယ်အဲ့ချိန်မှာလေတန်ဃာတော်ကတကာကြီးကိုတော့လုံးဝမယူပါဘူးဆိုပြီးထပ်ပြီးပြောလိုက်တာပေါ့ကွယ်
တန်ဃာတော်ကအဲ့လိုမျိုးညင်းလိုက်တော့ကြောက်သွေးသမားကလည်းရမ်းကိုဒေါသထွက်လာပြီးတော့တန်ဃာတော်ထက်ခါပို့ပြီးတော့ရိုက်တော်တာပေါ့ကွယ်အဲ့ဒါနဲ့ကြောက်သွေးသမားရဲ့ဇနီးကလည်းအမောင်မလုတ်တဲ့မအောင်မလုတ်ပါနဲ့ကျမတို့တမိသားစုလုံးကျွံဘွားရောက်တာမှမြတ်ပါသေးတယ်တန်ဃာတော်နှိပ်စက်တာတော့လုံးဝမသိရောပါဘူးဆိုပြီးငိုယိုပြီးတော့တားတာပေါ့ကွယ်ဒါပေမဲ့ကြောက်သွေးသမားကလည်းဒီမဲ့ရှင်မငါတို့တစ်သက်လုံးကြုံခံလာတော့ဗရမ ्या ရဲ့တန်မိုးပြန်မရနိုင်ဘူးဆိုပြီးတော့တန်ဃာတော်ထက်ခါရိုက်ပြီးတော့ဗရမ ्या ကိုထုတ်ပေးဖို့ပဲပြောနေတာပေါ့ကွယ်တဖြည်းဖြည်းနဲ့ကြောက်သွေးသမားဒေါသတွေအရန်ထွက်ပြီးတော့သူ့အသိစိတ်ပြတ်သွားပြီးတော့တန်ဃာတော်မင်းကရဟန်းမဟုတ်တော့လူပဲလူမရိုးလူမဟုတ်တခိုးသင်္ကန်းခြုံထားတဲ့တခိုးဗရမ ्या ကိုပြန်ပေးဗရမ ्या ကိုပြန်မပေးလို့တော့ဒီနေကတဖွာမှမခွာစေရအောင်ဆိုပြီးတော့ပြောလိုက်တာပေါ့ကြောက်သွေးသမားရဲ့ဇနီးကလည်းကြောက်သွေးသမားရဲ့လုပ်ရက်ကိုတားဆီးနေပေမဲ့တားလို့မရတဲ့အကြောင်းမို့လို့သူကအနောက်မှာပဲငိုနေရတာပေါ့ကွယ်အဲ့ဒါနဲ့တန်ဃာတော့ကြောက်သွေးသမားရဲ့ရိုက်နှက်ချက်တွေကြောင့်မို့လို့ခေါင်းတွေနားတွေနှာခေါင်းတွေကနေပြီးသွေးတွေရိုးစီးကြပြီးတော့နောက်ဆုံးမြေပြင်ပေါ်ကိုလဲကျသွားတာပေါ့ကွယ်အဲ့လိုမျိုးနာကျင်မှုကိုခံစားနေရတယ်တန်ဃာတော့ကသူ့ရဲ့စကားတခွန်းကြောင့်ဂျိုးကြခန့်ကလေးကိုထိလိုက်မှဆိုတဲ့အတွက်သူမြင်ခဲ့ရတယ်ကိုထုတ်မပြောဘူးပေါ့တကယ်တော့ဗရမ ्या ကိုမျိုးချတာကဂျိုးကြခန့်လေးဆိုတာကိုတန်ဃာတော့ကသိရလေဒါပေမဲ့အဲ့ဒီအချိန်မှာဂျိုးကြခန့်လေးကမျိုးချပါတယ်လို့ပြောလိုက်ဂျိုးကြခန့်လေးကိုကြောက်သွေးသမားတတ်တော်မှာကိုအဲ့ဒါကြောင့်မို့လို့တန်ဃာတော့ဂျိုးကြခန့်လေးထိခိုက်မှာဆိုလို့ထုတ်ပြီးတော့မပြောတော့ဘူးပေါ့ကွယ်အဲ့လိုမျိုးရိုက်နှက်နေတဲ့အချိန်မှာတန်ဃာတော်ကလည်းသွေးတွေစီးကြလာတော့ကြောက်သွေးသမားမွေးထားတဲ့ဂျိုးကြခန့်ကလေးကသွေးအနှံ့ကိုရပြီးတော့သူကအစာမက်ပြီးတော့တန်ဃာတော်အနားကိုရောက်လာတာပေါ့ရောက်လာတဲ့အချိန်မှာကြောက်သွေးသမားကလည်းသူဒေါသတွေအရန်ထွက်နေတော့ဘာဆိုဘာမှမမြင်တော့ပဲနဲ့ဂျိုးကြခန့်ကလေးဒီငှက်ကလည်းဘာလာရှုပ်ပြန်လာလဲဆိုပြီးဒေါသနဲ့ဂျိုးကြခန့်ကလေးရဲ့လယ်မင်းကိုအားကုန်ကန်ထလိုက်တာပေါ့ကွယ်အားကုန်ကန်လိုက်တော့ကြောက်သွေးသမားကန်လိုက်တဲ့အချိန်ကြောင့်မလို့ဂျိုးကြခန့်ကလေးကလည်းတေသွားရတယ်တဲ့ဂျိုးကြငှက်ကလေးတေသွားတာကိုတန်ဃာတော်ကမြင်တဲ့အချိန်ကျမှတခါကြီးဗရမ ्या ကိုအစာမက်ပြီးတော့ဂျိုးကြငှက်ကလေးကမျိုးချထားတာပါဂျိုးကြငှက်ကလေးရဲ့လေစလုတ်ထဲမှာဗရမ ्या ရှိပါတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာကြောက်သွေးသမားကလည်းဟာဆိုပြီးတော့အရန်အံ့ဩသွားတာပေါ့ကွယ်အဲ့ဒါနဲ့တန်ဃာတော်ကအဲ့လိုပြောလိုက်တော့ကြောက်သွေးသမားလည်းချက်ချင်းပဲဂျိုးကြရဲ့လေပင်ကိုခွဲပြီးကြည့်လိုက်တဲ့အချိန်မှာဗရမ ्या ကိုတွေ့လိုက်တာပေါ့ကွယ်တွေ့လိုက်တော့တန်ဃာတော်ပြောတာပေါ့ရှင်ဘုရားရဲ့အစတွေကဘာကြောင့်မပြောရတာလဲတပည့်တော်အမားကြီးမှားပါပြီဘုရားဆိုပြီးပြောလိုက်တဲ့အချိန်မှာတန်ဃာတော်လည်းတကာကြီးရဟန်းတို့မြည်သည်မိမိလုံးလာကြောင့်တပားသူရဲ့အသက်ကိုမသေးကောင်းစေပါဘူးဆိုပြီးပြောလိုက်တာပေါ့ရဟန်းတန်ဃာကြီးကကိုကြောင့်မို့လို့သူများအသက်သေးအောင်သူများကိုထိခိုက်အောင်ဘယ်တော့မှမလုပ်ဘူးပေါ့ကွယ်ဒီတန်ဃာတော်ကဝင်းကြီးနဲ့ညီရဲ့တန်ဃာတော်မို့လို့သူ့ကြောင့်သူတစ်ပါးထိခိုက်မှာဆိုလို့ကိုယ်တိုင်ပဲအနာကျင်ခံလိုက်တာပေါ့ကွယ်အဲ့ချိန်မှာကြောက်သွေးသမားကလည်းအရှင်ဘုရားကတပည့်တော်ခွင့်လွတ်တယ်ဆိုရင်အရင်လိုပဲအိမ်မှာစိုးငံကြွတော်မူပါဘုရားလို့ပြောလိုက်တဲ့အချိန်မှာတန်ဃာတော်ကဒါတော့တီးခံမှာတော့တကာကြီးကိုတော်ဒီနေ့ကစပြီးလူပုဂ္ဂိုလ်တို့ရဲ့အိမ်တစ်စက်မိတ်အမိုးအောက်ကိုမဝင်တော့ပါဘူးအခုလိုဖြစ်ရတဲ့အကြောင်းကလည်းအိမ်တစ်စက်မိတ်အကိုဆုံးခံပြီးခြင်းကြောင့်ဖြစ်ရတာပါဒါကြောင့်ဒီနေ့ကစပြီးကိုတော်ချက်တော့တဲနိုင်တွားနိုင်တဲ့လောက်ကဆုံးခံထွက်ပါတော့မယ်ဆိုပြီးတော့ပြောလိုက်တာပေါ့ကွယ်တန်ဃာတော်တွေကအဆုံးခံကြွားတဲ့အချိန်မှာလူတွေရဲ့အိမ်ထဲကိုဝင်လို့ရှိရင်ဒီလိုအဖြစ်အပျက်မျိုးတွေဖြစ်နိုင်တာမို့လို့ဆိုပြီးတော့တန်ဃာတော်ကအိမ်ထဲကိုမဝင်တော့ဘဲနဲ့အိမ်အရှိရပဲဆုံးခံကြွားတော့မယ်သူတွားနိုင်တဲ့လောက်တွားပြီးတော့ပဲဆုံးခံတော့မယ်ဆိုပြီးတော့ကြောက်သွေးသမားကိုပြန်ပြောလိုက်တာပေါ့ကွယ်အလုံးနဲ့တန်ဃာတော်ကလည်းဒီအဖြစ်ပြက်ကြီးကိုတန်ဝေကရလာပြီးတော့တရားတွေစင်ကြင်ပွားများအားထုတ်လိုက်တာမကြခင်မှာပဲယဟန်နာဖြစ်ပြီးတော့ပြိဋိနိဗ္ဗာန်ပြုသွားတယ်ကွယ်ပြိဋိနိဗ္ဗာန်ပြုတယ်ဆိုတာကတော့သိသွားတာကိုပြောတာကလေးတို့ရဲ့အလုံးနဲ့တန်ဃာတော်ကတော့ယဟန်နာဖြစ်သွားတာပေါ့ကွယ်ဂျိုးကြံခန့်ကလေးကတော့ကြောက်သွေးသမားရဲ့တာသမီလေးအဖြစ်နဲ့လူအဖြစ်ကိုပြန်ရောက်တာပေါ့ကြောက်သွေးသမားရဲ့ဇနီးကလည်းသူ့ရဲ့စိတ်ထားနှူးညံ့မှုကြောင့်တည်ပြီးရဲ့အချိန်မှာနှက်ပြည်ကိုရောက်သွားတာပေါ့ကြောက်သွေးသမားကလည်းယဟန်တန်ဃာပေါ်ကိုထိလိုက်ရောက်ကျူးလို့မိရဲ့အတွက်ကြောင့်မလို့သူတည်ပြီးတော့ငရဲကိုကြခဲ့ရတယ်လေကွယ်ကဲပုံမြင်လေးရတာပါပဲကွယ်ခလေးတို့လည်းဒီပုံမြင်ကိုနားထောင်ပြီးတော့ကိစ္စတခုကိုစဉ်းစားဆုံးဖြတ်တဲ့အချိန်မှာဒေါသကိုရှေ့တန်းတင်ပြီးတော့အလောတကြီးမဆုံးဖြတ်ရဘူးเนาะဒီကိစ္စကဘာကြောင့်ဖြစ်တယ်ဘလို့ဖြစ်တယ်ဆိုတာကိုတိတိကျကျစဉ်းစားပြီးတော့မှဆုံးဖြတ်ချက်ချရမယ်เนาะမဟုတ်ရင်ကြောက်သွေးသမားလိုမျိုးမှန်ကန်တဲ့လူကိုမှားယွင်းဆွဆွဲမိပြီးတော့ငရဲကြည့်တတ်တယ်เนาะအားလုံးပဲတတာ